ကိုလန်အားပြိုင်မှုတွေနဲ့ကျူသူနိုင်ကိုနိုင်တကယ်ပြိုင်ကြမဲ့နာပိုလီနဲ့ချယ်ဆီမင်္ဂလာပါပရိသတ်တို့ရေဒီတစ်ပတ်ရဲ့ညလည်ကောင်းမှာတော့အရေးပြကျတကက်ကိုနှက်စင်မဲ့ပွဲစဉ်ကြီးတစ်ပွဲရှိနေပါတယ်။အဲ့ဒါကတော့အီတလီမြေကနာမည်ကျော်နာပိုလီအသင်းနဲ့အင်္ဂလန်ကအပြန်ရောင်ချင်းသစ်ချယ်ဆီတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပွဲကောင်းတစ်ပွဲပဲဖြစ်ပါတယ်။ဒီပွဲကရိုးရိုးပွဲစဉ်တစ်ခုတည်းပိုပါတယ်ရှင်။ဥရောပရဲ့ဂုဏ်သိက္ခာတွေနိပြွာပိုင်းဆိုင်ရာအပြိုင်မှုတွေပေါင်းနေတာကြောင့်တကမ္ဘာလုံးကစောင့်ကြည့်နေကြတာပါ။အရင်ဦးဆုံးအေရှနာပိုလီအကြောင်းပြောကြရအောင်။သူတို့ရဲ့အိမ်ကုန်းမှာဆိုရင်ဘယ်အသင်းကိုမဆိုဒုက္ခပေးနိုင်တဲ့အစွမ်းရှိပါတယ်။နာပိုလီရဲ့ကစားဟန်ကအလုံးသိကြတဲ့အတိုင်းပြင်းထန်တဲ့ဖျားပေးမှုတွေမြန်ဆန်တဲ့တောင်ပန်တိုက်စစ်တွေနဲ့စုဖွဲ့ထားတာပါ။အထူးသဖြင့်သူတို့ရဲ့တိုက်စစ်မှုတွေကချယ်ဆီရဲ့ခန်းစစ်ကိုတစ်ချိန်လုံးအလုရှောင်အောင်လုပ်နေမှဖြစ်တယ်လို့အီတလီမြေရဲ့ပရိသတ်အားပေးတန်ကလည်းချယ်ဆီအတော်တကယ်ငရေကန်တစ်ခုဖြစ်လာနိုင်ပါတယ်။တစ်ဖက်ကချယ်ဆီအသင်းကိုကြည့်မယ်ဆိုရင်လည်းသူတို့ကလူငယ်ကစားသမားတွေရဲ့တည်ငြိမ်မှုတစ်ခုကိုရရှိထားပါပြီ။ချယ်ဆီရဲ့အားသာချက်ကတော့ဂိုးလန်ပိုင်းစိုးမိုးမှုပါပဲရှင်။ဘောလုံးကိုထိန်းချုပ်ပြီးကစားကွက်တိဆောက်ပုံကနာပိုလီကိုအခက်တွေ့စေမှာပါအထူးသဖြင့်အဝေးကွင်းမှာခန်းစစ်ကိုကြစ်လက်လက်ထားပြီးတော့လျှက်တစ်ပြက်တံမြန်တိုက်စစ်တွေနဲ့ဂိုးယူတတ်တဲ့ချယ်ဆီရဲ့ပုံစံကဒီပွဲမှာအဓိကလက်နက်ဖြစ်လာနိုင်ပါတယ်ဒီပွဲရဲ့အဆုံးဖြတ်ကတော့ကွန်းလက်တိုက်ပွဲပါပဲနာပိုလီရဲ့အမှန်ပါတဲ့ကစားဟန်နဲ့ချယ်ဆီရဲ့စနစ်ကျတဲ့ကစားကွက်ဘယ်သူကပိုအလုပ်ဖြစ်သွားမလဲဆိုတာကတော့တကယ်ကိုရင်ခုန်စရာပါပဲစောင့်ကြည့်ရမယ့်ကစားသမားတွေအနေနဲ့နာပိုလီဘက်ကတိုက်စစ်ဦးဆောင်သူဝိုင်လန်နဲ့ချယ်ဆီဘက်ကကိုဖန်တီရှင်ကိုဘောလ်မာမပေါဝင်လာနိုင်ပေမဲ့လန်ဒိုဖာနက်ဒက်စ်တို့ရဲ့ခြေစွမ်းကပွဲရဲ့ရလဒ်ကိုအချိန်မီပြောင်းလဲသွားစေနိုင်ပါတယ်ဒီနှစ်သင်းရဲ့အခြေအနေကအသစ်တဖန်ပြန်လည်တည်ဆောက်နေပါပြီနာပိုလီရဲ့အင်ကွန်းဟာပြိုင်ဘက်အသင်းတွေအတွက်ခြောက်ခြားစရာကောင်းတဲ့နေရာတစ်ခုဖြစ်ပြီးတော့ကွန်တွန်းမှာရှိတဲ့ပရိသတ်တွေရဲ့အားပေးတဲ့ငါပို့ပြီးတော့ပြင်းထန်စေမယ့်အနေတနေ့လည်းဖြစ်လာစေမှာပါချယ်ဆီကစားသမားတွေအနေနဲ့ DPR ကိုဘယ်လိုတောင်းခံမလဲဆိုတာကပွဲရဲ့ပထမ15မိနစ်မှာအဖြေပေါ်လာပါလိမ့်မယ်ပွဲမှာစိတ်ဝင်စားစရာအကောင်းဆုံးကနာပိုလီနီးပြအန်တိုနီဂေါတန်ရဲ့ခန်းစစ်ကနေတံမြန်တိုက်စစ်ကိုအသေးလက်ကစားတတ်တဲ့ပုံစံနဲ့ချယ်ဆီရဲ့ခက်တဲ့တိုက်စစ်ကစားဟန်တို့ရဲ့အားပြိုင်မှုပါနာပိုလီရဲ့ကွန်လယ်ကဘောလုံးဖြတ်တောက်ပြီးတာနဲ့စကန်မိုင်အတွင်းမှာတိုက်စစ်ဆင်းနိုင်စွမ်းရှိပါတယ်အထူးသဖြင့်ချယ်ဆီရဲ့ full back တွေတက်ကစားနေတဲ့အချိန်မှာဖြစ်ပေါ်လာမယ့် quality ကိုနာပိုလီတောင်မန်တွေကအသုံးချသွားမှာပါရှင်ချယ်ဆီဘက်ကတော့ဘောလုံးကိုပိုင်ဆိုင်မှုအသာစီယူပြီးနာပိုလီကိုပေမအောင်လုပ်မဲ့ပုံစံမျိုးနဲ့ပွဲထွက်လာနိုင်ပါတယ်အထူးသဖြင့်ကွန်လန်မှာဖန်တီးမှုအကောင်းတဲ့ကစားသမားတွေကနာပိုလီရဲ့ခန်းစစ်ကြောက်ဆောင်ကိုဘယ်လိုဖောက်ထွက်မလဲဆိုတာကြည့်ရမှာပါကျမတို့အမြင်ပြောရမယ်ဆိုရင်တော့ဒီပွဲကအကျိတ်နဲ့ရှိပြီး2ဂိုးတကိုဒါမှမဟုတ်တကိုးစီတရေးဆိုတဲ့ရလဒ်မျိုးနဲ့အင်ရှင်တို့ဒီအနည်းဆုံးထွက်ပေါ်လာနိုင်ပါတယ်အင်ကွန်အသာချက်ကြောင့်နာပိုလီကအနှင်းငယ်အသာရနိုင်ပေမဲ့ချယ်ဆီရဲ့ခန်းစစ်ကိုကြော်ဖြတ်ဖို့တော့တကယ်ကိုကြိုးစားရမှာပါရှင်ကဲပရိသတ်ကြီးတို့ရောဒီနှစ်သင်းမှာဘယ်အသင်းအနိုင်ရသွားမယ်လို့ထင်ပါလဲကိုအားပေးတဲ့အသင်းရဲ့နာမည်နဲ့ခမန်းရေး9ရလက်လေးတွေကိုလည်းအကွက်ကွက်မှမှာရေးပြီးခဲ့ကြပါအောင်နော်အခုလိုပွဲကြိုသုံးသက်ချက်တွေနဲ့9ရလက်တွေကိုခမန်းပေးနေတဲ့ကျမတို့ရဲ့ K channel လေးကိုလည်း like and subscribe လေးလုပ်ထားကြဖို့မမေ့ပါနဲ့အောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်